ဟုတ်မင်္ဂလာပါရှင်ကိုဟုတ်အခုရဲ့အမီနဲ့ပေါ့နော်တယောက်ခဲ့တဲ့အတန်းနာမည်လေးမိတ်ဆက်ပေးပါအောင်ရှင် โอเคပါကျွန်တော်ကတော့မျိုးမင်းကျော်ပါဗျတယောက်ခဲ့ကတော့ EDHI မှာဗျပြီးတော့ HR ဒီပုံမှာတက်ရောက်ခဲ့ပါတယ်ဗျဟုတ်ကဲ့ ပါကို ATPC ကိုပေါ့နော်ဘယ်ကနေစတည်ပြီးတော့တယောက်ဖြစ်ခဲ့တာလဲရှင် ကျွန်တော်တကယ်ကြီးတွေပြောလာပါဗျကျွန်တော်ဒီHR တော်တော်များများကျွန်တော်ဒီ ATPC မှာတက်ပါလာတော့ဒီမှာတော့ SCR ခေါင်းတွေရှိတယ်ကျွန်တော်လေးဟုတ်လားငါလေးစမ်းပြီးတက်ကြည့်မယ်ဒါကျွန်တော်ပထမဆုံးHR တင်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲအကြောင်းပါပါဗျဟုတ်ကဲ့ ပါကိုဒီပေါ့နော် ATPC မှာတင်တဲ့တက်ခဲ့ရတဲ့အတွေ့အကြုံ review လေးကိုပြပြပေးပါအောင်ရှင် အတွေ့အကြုံကတော့အဆင်ပြေဗျဘာလို့လဲဆိုတော့အခြားတော့ဒီ HR အစမလုပ်ခင်တော့လည်းအခြားတင်တယ်နေတက်ခဲ့ပြီလေပေါ့နော်တော်တော်လေးအဆင်ပြေတဲ့ထဲမှာလည်းပါတယ်ပေါ့နော်ကျွန်တော်တခြားလေး detail ရှင်းပြရတယ်ပေါ့နော်ကျွန်တော်မသိရလေးလည်းပြန်ပြီးရဲ discussion လေးလုပ်ပြီးရဲပေါ့နော်အဲ့လိုမျိုးလေးအဆင်ပြေရဗျဟုတ်ကျွန်တော်တော်တော်လေးတော့အတွေ့အကြုံအများကြီးရခဲ့ပေါ့နော်အတီအများကြီးသိခဲ့ပါတယ်ဗျ ကိုပေါ့နော်ဒီနေ့ဝန်ထမ်းသမီးတယောက်ရတဲ့ခန်းစားချက်လေးကိုလည်းပြပြပေးပါအောင်ရှင် ဟုတ်ကဲ့ကျွန်တော်အရင်တော့ပွဲတော့ရောရှိဘူးလေဒါပေမဲ့ဒီလိုမျိုးဒီပုံမှာတော့ဒါပထမဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အရင်ပြောတယ်ကျွန်တော်အမေလည်းအဲ့လိုမျိုးအရင်တော့ဆိုနေမှာပေါ့နော်အခုဆိုရင်ပြန်ခေါ်လာတဲ့အဲ့လိုမျိုးအဆင်ပြေပေါ့နော်ပြောလေးပြောတယ်ဒီပြောပါတယ်ဗျဟုတ်ကဲ့ပါ အန်ဒီရောပေါ့နော်ဒီနေ့ဝန်ထမ်းသမီးတယောက်ရတဲ့ခန်းစားချက်လေးပြပြပေးပါအောင်ရှင် ဝမ်းသာပါတယ်သားဒီလိုလေးရတော့ကြစိတ်ထဲမှာလည်းဝမ်းသာတယ် ကဲပါဟုတ်ဒီပေါ့နော်နောက်ထပ်ဒီ ATPC မှာတက်ရောက်မယ်ចောင်းသားចောင်းသူတွေရောဗာလေးပြောချင်ပါလဲရှင် အဆင်ပြေဗျကျွန်တော်တို့အခုလက်ရှိပေါ့နော်အဲ့လိုဒီ MP ဆက်သွားဖို့လို့ရှိရပေါ့နော်ဒီ ADC မှာပဲဖြစ်ဖို့များပါတယ်ကျွန်တော်ဆွေးနွေးခဲ့ရပေါ့နော်အဆင်လေးပြည်တယ်ဒီအရင်စီးနှုံးတွေနဲ့ရတယ် EIC ကြီးရတဲ့အချိန်မှာလည်းမပါဘူးပေါ့နော်ကျွန်တော်တို့အခြေခံလူရင်းစားလူတန်းစားတွေလည်းအဆင်ပြေရပေါ့နော်နောက်ထပ်အဲ့လိုမျိုးတက်စီချင်တာဆိုတက်စီချင်မှာဘာလို့လဲဆိုတော့ဒီကြကြလည်းတင်ပြီးရပေါ့တင်အထားလေးလည်းစိတ်ဖြည်ပြီးရပေါ့နော်အဲ့လိုကြောင့်တင်ပါရဟုတ်ကဲ့ပါ အခုလိုဖြေချပြီးလို့ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါအခြေအနေတင်ပါရ ကျေးဇူးတင် ကျေးဇူး Begin your future with ATBC.